အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဇင်နိုင်ထက် YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လေးနှိပ်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော် white ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးသွားကြပါခင်ဗျာဒီလိုလေးနှိပ်လိုက်ပါခင်ဗျာအဖြူရောင်လေးပြောင်းသွားရင်တော့ရတော့ပါပြီခင်ဗျာဒါဆိုရင်တငယ်ချင်းတို့အနေနဲ့ဗီဒီယိုအသစ်တိုင်းသိရှိပြီးတော့ကျွန်တော်ရဲ့ YouTube Channel လေးမှာဗီဒီယိုလေးလာလို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ Gmail account ဖွင့်ကျင်တဲ့မိတ်ဆွေများအတွက် Gmail account ဖွင့်တဲ့နည်းလမ်းလေးကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့အရင်ရိုးရှင်းလွယ်ကူရဲ့ Gmail account ဖွင့်နည်းလေးကိုကျွန်တော်နဲ့တူလိုက်ကြည့်ပြီးတော့လိုက်လုပ်ကြည့်နိုင်ပါတယ်ခင်ဗျကျွန်တော်တို့ Gmail application နဲ့ကိုဝင်လိုက်မယ်ခင်ဗျ application နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ညာဘက်အပေါ်မှာရှိရဲ့ profile လေးကိုနှိပ်လိုက်ပါနောက်တစ်ဆင့်အနေနဲ့ add another account ဆိုတာလေးကိုနှိပ်လိုက်ပါခင်ဗျပြီးသွားရင်တော့ Google ကိုနှိပ်ပေးပါခင်ဗျcontinue ကိုဆက်နှိပ်ပေးပါဒီနေရာမှာ create account နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျအောက်မှာရှိရဲ့ create account နှိပ်ပေးရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ for my personal use ဆိုတာလေးနှိပ်ပေးပါခင်ဗျယခုနေရာရောက်ပြီဆိုရင်တော့ကိုယ့်ရဲ့နာမည်ပေးရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တငယ်ချင်းကိုဖွင့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တငယ်ချင်းရဲ့နာမည်လေးထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျထည့်ပြီးသွားရင်တော့ကျွန်တော်တို့နှိပ်ကိုနှိပ်လိုက်ပါခင်ဗျပြီးသွားရင်တော့မွေးတက်ကလေးထည့်ရမှာဖြစ်ပါတယ်ခင်ဗျခုနှစ်လရက်ဆိုပြီးတော့ထည့်ရမှာဖြစ်ပါတယ်အောက်ကဂျန်နာကတော့မေးပေါ့ခင်ဗျပြီးသွားရင်တော့ကျွန်တော်တို့ create your own Gmail ဆိုတာလေးကိုနှိပ်လိုက်ပါခင်ဗျဒါဆိုရင်တော့ကိုကြိုက်တဲ့ Gmail address ကိုကိုယ်တိုင်စိတ်ကြိုက်ထည့်လို့ရပါခင်ဗျတခါတလေကြာရင်ထည့်လိုက်ရှင်အနီရောင်ပေါ်နေရင်တော့ကျွန်တော်တို့တခြား Gmail address ကလေးကိုပြောင်းပြီးတော့ထည့်ရမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့หนีသွားဖြစ်ပါတယ်1500နေရမယ်တခြားကဏ္ဍလေးပြောင်းထည့်ကြည့်လိုက်မယ်ဆိုရင်အဆင်ပြေသွားနိုင်ပါခင်ဗျကြီးသွားရင်တော့နှိပ်ကိုနှိပ်လိုက်ပါဒီအဆင့်ကတော့ကျွန်တော်တို့ Gmail password ထည့်ရမယ့်အဆင့်ဖြစ်ပါတယ် Gmail password ကိုကျွန်တော်တို့ ABC 12345ကျွန်တော်တို့ chat တွေပါလဲထည့်ပြီးတော့ထည့်နိုင်ပါခင်ဗျဟုတ်ပြီးသွားရင်နှိပ်ကိုနှိပ်ပါပြီးသွားရင်တော့ဒီနေရာမှာတော့ဖုန်းနံပါတ်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျဖုန်းနံပါတ်ထည့်လိုက်ပါခင်ဗျပြီးသွားရင်တော့နှိပ်ကိုနှိပ်လိုက်ပါနှိပ်ကိုနှိပ်လိုက်ပြီးသွားရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်ကိုကုတ်နံပါတ်ပို့လာပါလိမ့်မယ်အဲ့ဒီကုတ်နံပါတ်ကို copy ယူပြီးတော့ထည့်လိုက်ရမှာဖြစ်ပါတယ်ထည့်ပြီးသွားရင်တော့နှိပ်ကိုနှိပ်ပေးပါခင်ဗျကြီးသွားရင်တော့အပေါ်လေးကိုဆွဲလိုက်ပါ yes I am ဆိုတာလေးကိုနှိပ်လိုက်ပါခင်ဗျပြီးသွားရင်တော့နှိပ်ကိုနှိပ်ပေးပါခင်ဗျဒီနေရာရောက်ချင်တော့ I agree ဆိုတာလေးနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ Gmail account တစ်ခုပွင့်သွားတော့မှာဖြစ်ပါတယ်ခင်ဗျပြီးသွားရင်တော့ကျွန်တော်တို့ဒီနေရာလေးကိုအမှန်ကြလေးရှစ်ခက်ပြီးတော့နှိပ်ကိုဆက်သွားလိုက်ပါခင်ဗျဒါလေးကိုလည်းအမှန်ကြီးရှစ်ပြီးတော့ save နှိပ်လိုက်ပါခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့Gmail account တစ်ခုရသွားမှာဖြစ်ပါတယ်ခင်ဗျအားလုံး like လုပ်ကြည့်လို့အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျဆုံးထိကြည့်ရှုပေးရဲ့မိတ်ဆွေများအားလုံးကျေးဇူးအထူးတင်ရှိပါခင်ဗျနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်ခင်ဗျ